မြို့နဲ့မြို့ပုံပြင်ဟိုရှိကရွာတရွာရဲ့အဝင်ဝမှာညောင်ပင်ကြီးတစ်ပင်ရှိပါတယ်အဲ့ဒီညောင်ပင်အောက်ကတစ်သားခုံနှန်းလေးပေါ်မှာအဖိုးကိုတယောက်ကအေးလူထိုင်လေးရှိပါတယ်တနေ့တော့ရွာကိုအခြေချဖို့ရောက်လာတဲ့လူငယ်တယောက်ကအထုပ်ပိုးတွေနဲ့အဖိုးကိုရှေ့မှာရက်လိုက်ပါတယ်ပြီးတော့မျက်မှောင်ကြီးကျုပ်ချွေးတွေကိုတုပ်ရင်းနဲ့ခက်ပြက်ပဲမေးလိုက်ပါတယ်ဟေ့လူကြီးဒီရှိကရွာကလူတွေကဘလို့လဲဗျစိတ်ကောင်းရှိကြရဲ့လားကျုပ်ဒီရွာမှာလာနေမလို့အဖိုးကအေးဆေးပဲပြန်မေးပါတယ်မင်းအခုထွက်လာခဲ့တဲ့ရွာကလူတွေကရောဘလို့လဲငါမီးရဲ့လူငယ်ကနှက်ခေါင်းရှုံပြီးအိုးဗျာမပြောချင်ပါဘူးတယောက်နဲ့တယောက်အတင်းပြောတိုက်ခိုက်အတတွေကလည်းကြီးလိုက်ကြတာစိတ်ပုတ်တဲ့သူတွေကြီးပဲတကူကောင်းသမားတွေအဲ့ဒါကြောင့်ပဲကျွန်တော်မနေခြင်းလို့ပြောင်းလာတာလို့ဒေါသတကြီးပြောပြပါတယ်အဖိုးကတက်ပြင်းတစ်ချက်ချပြီးခေါင်းရမ်းလိုက်တယ်အေးဒီလိုလားစိတ်မကောင်းပါဘူးကွယ်မင်းအခုသွားမဲ့ရှေ့ကရွာကလူတွေကလည်းအဲ့ဒီအတိုင်းပဲငါမီးရဲ့လူငယ်လဲတောက်တစ်ချက်ခောက်လိုက်ပြီးဟာကွာဒီလိုလူစားတွေနဲ့ပဲလာထက်တိုးရတယ်လို့ကွာလို့ရေရွရင်ရှေ့ဆက်ထွက်သွားပါတော့တယ်တိတ်မကြခင်မှာပဲနောက်ထပ်ခီးတဲ့တယောက်ရောက်လာပြန်ပါတယ်သူကတော့ပင်ပန်းနေပေမဲ့မျက်နာလေးကပြုံးချုံနေတာပဲအဖိုးကိုမြင်တော့အตาရာကောင်းညွတ်ယိုတေးပေးပြီးမေးလိုက်တယ်အဖိုးနေကောင်းရဲ့လားခတ်များကျွန်တော်ဒီရှိကရွာမှာအခြေချခြင်းလို့ပါအဲ့ဒီကလူတွေကဘလို့မျိုးလဲဆိုတာသိပတ်ရစေအဖိုးကထုံးစံအတိုင်းပြန်မေးပြန်တယ်အေးကောင်းပါပြီငါမင်းရဲ့ဒါနဲ့မင်းအခုထွက်လာခဲ့တဲ့ရွာကလူတွေကရောဘလို့လဲကွလူငယ်ကမျက်လုံးလေးတွေအယောင်တောက်သွားပြီးအဲ့ရွာကလူတွေကတိတ်ကိုဖော်ရတာပေါ့အဖိုးရဲ့တယောက်နဲ့တယောက်မိသားစုလိုပဲအခက်ခဲရှိရင်လဲဝိုင်းကူကြတယ်ကျွန်တော်သူတို့ကိုခွဲပြီးပြောင်းလာရတာတော်တော်တောင်စိတ်မကောင်းဖြစ်မိတယ်လို့ပြောပြပါတယ်အဖိုးကသဘောကျပြီးပြုံးလိုက်တယ်အေးဝမ်းသာစရာပဲငါမီမင်းသွားမဲ့ရှေ့ကရွာကလူတွေကလည်းအဲ့ဒီအတိုင်းပဲတိတ်ကိုစိတ်ကောင်းရှိကြပါလိမ့်မယ်ခီးတယ်လဲဝမ်းသာအားရကျေးဇူးတင်စကားဆိုပြီးထွက်သွားတော့တာပေါ့တကယ်တော့လောကကြီးဆိုတာကိုယ့်ရင်ထဲမှာစောင့်ထားတဲ့မှန်နဲ့တူပါတယ်ကိုယ်စိတ်ထဲမှာအမုန်းတွေအဆိုးမြင်မှုတွေများနေရင်ဘယ်ရက်ကိုသွားအဆိုးတွေကိုပဲမြင်ရကြုံရပါလိမ့်မယ်ကိုယ်စိတ်ထဲမှာမေတ္တာတရားနဲ့အကောင်းမြင်မှုတွေစောင့်ထားရင်တော့ဘယ်နေရာမှာမဆိုချစ်ခင်စရာကောင်းတဲ့သူတွေနဲ့ပဲဆုံတွေ့ရပါလိမ့်မယ်မြို့ကပြောင်းလဲသွားတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်နေစိတ်ထားကသာအရာရာကိုပြောင်းလဲစေတာပါ